ကဲဒါဆိုရင်ဖြည့်ကြည့်အောင်အဲ့တော့ဒီစာအုပ်ကဒီမှာပေါ့နော်2023ခွန်လာပိုင်းဒါ N3 သမားတွေအတွက်ပေါ့နော် N3 သမားတွေအတွက်ညမှာတင်ပေးမယ်လို့ပြောထားတယ်နောက်ဆုံး information ရှာတဲ့မေးခွန်း9ဖြစ်တဲ့အပုတ်ကြီးတယ်မျက်စိကြည့်လိုက်တာနဲ့အရန်ကိုရှုပ်တယ်စိတ်ညစ်စရာကောင်းလောက်အောင်ရှုပ်တယ်ပေါ့နော်ဒီဘက်တစ်ဝက်မှာအဖြေတစ်ဝက်ရှိမယ်ဒီဘက်မှာတစ်ဝက်ရှိမယ်ပေါ့နော်နှစ်မျက်နှာမှာကြည့်ပြီးဖြေရှာမယ်အဲ့တော့ပြောနေအချိန်ကြာတယ်အခုကနေစပြီးအချိန်စမှတ်မယ်ကျွန်တော်ခဏပြောထားတဲ့အရှိဗီဒီယိုတွေမှာလည်းဒီလိုမျိုး information ပုတ်စာတွေပဲဖြစ်ဖြစ်မေးခွန်းနံပါတ်6ပဲဖြစ်မေးခွန်းနံပါတ်5ပဲဖြစ်ဖြစ်မေးခွန်းအရင်နားလည်အောင်လုပ်မေးခွန်းကဒါမေးခွန်းဖြစ်တယ်မေးခွန်းကိုခန့်အောင်လုပ်ထားရင်အဖြေလွယ်နေလဲပဲရှားရတာခက်တယ်ကွာအဲ့တော့မေးခွန်းအရင်နားလည်အောင်လုပ်မယ်ကဲအခုအချိန်စမှတ်မယ်စဖတ်ပြီအဲ့တော့မေးခွန်း39ဒီနေ့ကမြန်မာလိုတန့်ဖတ်မယ်ရတဲ့ခန်းကြီးဆိုဒီနေ့ကလည်းတက်ကတူရဲ့တဲ့ဒီမှာ free ကနဲ့တင်ပေးထားတယ် Q ခခန်းချူတဲ့ Q ခခန်းဆိုတာ Q ခဆိုတာကပိတ်ရက်ခန်းချူဆိုတာဂျားကာလာပေါ့နော်အဲ့တော့ Q ခခီခန်းချူဆိုတာကသူတို့တက်ကတူကနေပိတ်ထားတဲ့ဂျားရက်ထဲမှာမှဟိတ်ကြီးဆိုဒီစနေတနင်္ဂနွေမဟုတ်ဘဲနဲ့ဒီဂျားရက်ဖြစ်တယ်ပေါ့နော်အဲ့တော့တနင်္လာနေ့တောက်ဂျားရက်ဖြစ်ပါတယ်တဲ့အဲ့တော့ဒီမှာ free ကနဲ့တင်ထားတဲ့တကယ်စာမေးပွဲမှာ free ကနဲ့ပါခြင်းမပါမှာနော်ဒါမျိုးလေးကိုမှတ်မိဖတ်ရမယ်ဒါကပိတ်တာနားတာဒီကောင်ကကာလာဒီကောင်ကဂျားအချိန်တော့တွင်အဲ့တော့တက်ကတူရဲ့ပိတ်ရက်ဂျားကာလာမှာမှစနေတနင်္ဂနွေမဟုတ်တဲ့ဂျားရက်ဖြစ်ပြီးတော့တဲ့ဒီမှာခါတာခဏသုံးလုံးနဲ့စံပါတဲ့အတွက်ကြောင့်ဒါကလူဖြစ်တယ်အဲ့ဒီလူသည်တဲ့73နာရီမှာတဲ့တက်ကတူရဲ့ရှုပ်ခုတို့ပေါ့နော်ဒီထမင်းစားဆောင်တို့မဟုတ်ကဖေးမှာပေါ့နော်ဘာလို့မလဲဆိုလို့ရှိရင်စားတောက်မယ်လို့သူဒီမှာတွေးထားပါတယ်တဲ့တွေးထားတယ်အဲ့တော့တစ်ပြက်ဖြတ်မယ်အဲ့တော့ဒီចောင်းသားကတဲ့တွားလို့ရတဲ့ဒီနေရာကပေါ့နော်ဒိုးတဲ့အခါဘယ်ဟာလဲဒီမှာအဖြေတွေက1မှာဆိုရင်1 2 3 2မှာဆိုရင်1နဲ့2 3မှာဆိုရင်3 4 4မှာဆိုရင်3တခုတယ်အဲ့တော့1နဲ့3လေးတွေနဲ့ပြမယ်ပုံစံပေါ်တယ်ဟုတ်ပြီနော်အဲ့တော့မိနာဆန်တို့ကြည့်ရင်လည်းပဲစာအုပ်မတူရင်တော့ဒီမှာစာအုပ်က2ချမ်းကွဲနေဒီဘက်မှာ1 2ပါတယ်ဒီမှာဆိုရင်1 2ပါတယ်3လေးကဟိုဘက်မှာသွားကြည့်ရမယ်ထင်တယ်အဲ့တော့မေးခွန်းကိုပြန်နားလည်အောင်လုပ်ရမယ်ဒီနေ့ကတက္ကသိုလ်ရဲ့ပိတ်ရက်အတွင်းမှာမှစနေနေ့ကနေမဟုတ်တဲ့ဂျားကာလာဖြစ်နေတယ်တဲ့အဲ့တော့ဒီចောင်းသားက73နာရီမှာတက္ကသိုလ်ရဲ့သမင်းစားဆောင်စားတောက်ခန်းမှာသွားပြီးတော့စားတောက်ချင်တယ်လို့တွေးထားတယ်အလွယ်ပဲဖတ်မယ်စားတောက်ချင်တယ်ဘာစားရင်ညာစားရင်မရှိမသိဖို့မလို့သွားစားမယ်အဲ့တော့ဒီចောင်းသားသွားလို့ရတဲ့ဆိုင်နေရာကဘယ်ဟာလဲလို့မေးတယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်အဖြေသွားကြည့်မယ်ဒီမှာရေးထားတယ်တက္ကသိုလ်ရဲ့ဒီမှာစားတောက်ဆောင်တို့မဟုတ်ကဖေးနဲ့ပတ်သက်ပြီးရှင်းပြမယ်ဒီမှာ1ရှိမယ်ဒီမှာ2ရှိမယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်စာမျက်နှာမှာဆိုလို့ရှိရင်ဘာရှိမလဲဆိုရင်ဒီမှာ3ရှိမယ်ဒီမှာ4ရှိမယ်တခုချင်းစီ information သွားကြည့်မယ်တစ်ကဘာလို့ရေးထားလဲဘာအကြောင်းပြောမှလဲဆိုတော့အဲ့တော့တစ်ကကြတော့တဲ့ဒီမှာဂျားရက်ဆိုလို့ရှိရင်17နာရီကနေ15နာရီထိဆိုတော့ तू ကသွားစားမှာခုနကသွားပြီးတော့စားမယ့်အချိန်ကဒီမှာဆိုရင်73နာရီမလားအဲ့တော့ဒီကောင်ကအဆင်ပြေတယ်အချိန်နဲ့ပတ်သက်အဆင်ပြေတယ်ဒီကောင်လည်းပဲဂျားရက်ဒီစနေတနေ့ကနေကြည့်ကြမလို့နော်ဒီစနေနေ့ကနေကြည့်ကြမလို့ तू ကဂျားရက်ဖြစ်တယ်လို့ပြောထားတယ်ဒီနေ့ကဂျားရက်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုရင်7နာရီနဲ့15နာရီသွားစားလို့ရတယ်သူ့ကိုလည်းအမှတ်ပေးထားလို့ရတယ်နောက်တစ်ခုကကြတော့နောက်တစ်ခုဆိုလို့ရှိရင်ဒီမှာလည်းပဲဂျားရက်က7နာရီနဲ့19နာရီသူစားမှာ73နာရီဆိုတော့ရတယ်ဒီမှာလည်းပဲ17နာရီနဲ့20နာရီဆိုတော့စားလို့ရတယ်အဲ့ဒါဆိုအကုန်လုံးကရနေတယ်ဆိုပေမဲ့ဒီမှာဆိုလို့ရှိရင်အောက်မှာပေးထားတာကကြတော့သူတို့ရဲ့မှတ်ချက်လေးတွေပေးထားတာပေါ့နော်ဒီမှာစာတန်းအရှိပါတာတခုတတိထားမယ်အဲ့တော့ဒီ၄မှာဘာစာတန်းအရှိပေးထားလဲဆိုတော့တဲ့ဒီမှာဆိုစာတင်ကြားရေးဆရာမတွေတို့မဟုတ်တက်ကတူမှာအလုံးလုံးနေတဲ့သူတွေကကြတော့တဲ့သူတွေရဲ့စားတောက်ဆောင်ဖြစ်တယ်တဲ့ဒီမှာဘာပြောထားလဲဆိုတော့ကျောင်းသားကတဲ့ရီယိုဒေကီမာဆန်ဒီမှာလာအသုံးပြုလို့မရဘူးအဲ့တော့ခုနကတော့တို့မေးခွန်းမှာဖတ်ထားတဲ့ကောင်လေးခါခဏနဲ့ကောင်လေးကကျောင်းသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာကျောင်းသားစားလို့မရဘူးအသုံးပြုလို့မရဘူးလို့တရားဝင်ကြေညာထားတဲ့အတွက်ကြောင့်ဒီလေးကြီးကဒီကောင်နဲ့လုံးဝမဆိုင်တော့ဘူးအဲ့တော့ဘာရှိမလဲဆိုတော့3ရဲ့အရှိက1ရဲ့2ရဲ့ရှိမယ်ပေါ့နော်အဲ့တော့တို့က3ရဲ့1ရဲ့2ရဲ့ဆိုတော့အဲ့တိုင်းသွားပြီးတော့1 2 3ဆိုပြီးအဖြေမှတ်လို့ရမလားဆိုတော့ဒီမှာသတိပေးထားတယ်သတိပေးတာဒါလေးဒီပိုင်းသတိထားမယ်လုံးဝသတိထားမယ်အဲ့တော့ဒီမှာဘာလဲဆိုတော့တက္ကသိုလ်ရဲ့တဲ့ပိတ်ရဲ့ဂျားကာလာအတွင်းရဲ့တဲ့ဒီပေါ့နော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တဲ့အဲ့တော့ဒီဆိုင်နေနဲ့ပတ်သက်ပြီးတော့ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘာရေးထားလဲဆိုလို့ရှိရင်မနိဆိုပြီးဆိုတော့ပတ်သက်ပြီးအဲ့တော့ဘာရေးထားလဲဆိုလို့ရှိရင်ဒီမှာကြည့်မယ်1နဲ့2ကရာစုမိနားတယ်ဟုတ်အဲ့ဒီတက္ကသိုလ်ပိတ်ထားတဲ့ဂျားကာလာမှာဒီ1နဲ့2ကနားတယ်ခုနကအရှိမပြောတဲ့ကောင်ဒီအချိန်ကိုက်ညီတယ်လို့ပြောတဲ့ဒီ1နဲ့2ကနားတယ်ဆိုတော့1နဲ့2ကလုံးဝသွားစားလို့မရတော့ဘူးဒီကောင်လေးသွားစားလို့မရတော့အဲ့တော့သွားကြည့်မယ်3နဲ့4ကကြတော့တဲ့ဒီဂျားရက်မှာ17နာရီကနေ14နာရီအထိဆိုင်ဖွင့်တယ်လုပ်ငန်းလည်ပတ်တယ်ဆိုတော့3နဲ့4စားလို့ရတယ်ပေါ့ဒါပေမဲ့3နဲ့4ထဲမှာမှ4ရာဒီမှာပြောထားတယ်ចောင်းသားတွေလာ3လို့မရဘူးဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီကောင်လေးသွားလို့ရမယ့်နေရာတစ်နေရာပဲရှိတော့အဲ့ဒါဘယ်နေရာလဲဆိုတော့3ပေါ့ဟုတ်တယ်မလား3တနေရာပဲရှိတဲ့အတွက်ကြောင့်အဖြေကဘယ်မှာလဲဆိုတော့အဖြေကနံပါတ်4ပေါ့နော်အဖြေကနံပါတ်4ဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်မေခွန်းနံပါတ်30ခွန်ရဲ့အဖြေကနံပါတ်4ဖြစ်မယ်ဟုတ်ပြီနော်
ဒီမှာသတိပေးစာကြီးအများကြီးရှိတဲ့ထဲမှာဘာဖြစ်လို့ဒီကောင်လေးကိုပဲဖတ်လဲဆိုတော့ဒီမှာစတားလေးပြထားတယ်တက်ကတူရဲ့ဒီပိတ်ရဲ့ဂျာကာလာအတွင်းနဲ့ပတ်သက်ပြီးလို့ရေးထားတယ်အောက်ကစာကိုဘာလို့ဆက်မဖတ်လဲဆိုတော့အောက်ကစာပါတီနဲ့ပတ်သက်ပြီးတဲ့အတွက်ကြောင့်အခု30ခုမေးခွန်းကပါတီနဲ့ပတ်သက်တာဘာအကြောင်းမှမပါတဲ့အတွက်ကြောင့်အောက်ကဟာကြီးကိုကြည့်စရာမလိုဘူးကွာတို့ကဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်30ခုရဲ့အဖြေကလွယ်လွယ်လေးနံပါတ်4ဖြစ်သွားပြီသူသွားလို့ရတဲ့နေရာက3တခုပဲရှိတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်30ခုရဲ့အဖြေကနံပါတ်3ဖြစ်တယ်38ရဲ့မေးခွန်းတစ်ခါထပ်ဖတ်မယ်ဟုတ်ပြီနော်38ရဲ့မိကုန်းကကြတော့တဲ့ဒီမှာပေါ့နော်တက်ကတူနာမည်ဒီမှာသူဖူလီကနာတင်ပေးထားတယ်ပေါ့နော်အဲ့တော့မာရုကာဝတိုင်းကခုတဲ့ဒီတက်ကတူရဲ့တဲ့ចောင်းသားရဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်အိုးဆန်ပေါ့နော်အိုးဆန်ကတဲ့10လပိုင်း23ရက်စနေနေ့မှာတဲ့နှစ်ခုနကပြောတဲ့1 2 3 4ရက်နှစ်ဒီနှစ်ပေါ့နော်အဲ့ဒီနှစ်ရဲ့ဒီ short ခုထိုးမှာပေါ့နော်ဒီစားတော့ဆောင်မှာတဲ့အဲ့တော့ class party ကိုတဲ့ကျင်းပခြင်းတယ်လို့တွေးထားတယ်ကဲဟုတ်ပြီအမှရက်ဒီမှာ point ဖမ်းရမှာက10လပိုင်း23ရက်မှာသူကဒီ၄ခုခန်းမ၄ခုရှိတဲ့ထဲမှာဒီနံပါတ်2မှာသူကဘာလို့မှာလဲစနေနေ့မှာပါတီလုပ်မှာအဲ့ဒါဆိုလို့ရှိရင်10လပိုင်း23ရက်နေ့ရက်ပေါ့နော်23ရက်ရဲ့ဒီနံပါတ်2မှာပါတီကိုတဲ့အသုံးပြုနိုင်တဲ့ကိစ္စကတဲ့ခခုနဲ့ဒေခိတာပေါ့နော်အတည်ပြုလို့ရတယ်ပြောချင်တာ10လပိုင်း23ရက်နေ့မှာတော့ပါတီလုပ်လို့ရတယ်တဲ့အတည်ပြုပြီးသားဖြစ်ပါတယ်တဲ့ဒါပေမဲ့ဆိုနိုဟိုခတဲ့ဒီမှာဆိုလို့ရှိရင်ဆိုနိုဟိုခပေါ့နော်အဲ့ဒီအပြင်နဲ့ခီယိုဆိုကေနာခေရဘာနာရာနိုင်ကိုတိုရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အသက်အီရူနိုကဒိုးတဲ့ခါတယ်အဲ့တော့ဒီမေကုန်းရဲ့အနှစ်သာရကဒီတက်ကတူရဲ့ចောင်းသားလေးကဒီခုနကထမင်းသားဆောင်၄ခုရဲ့နံပါတ်2မှာစနေနေ့မှာဒီ20လပိုင်း23ရက်နေ့မှာပါတီကျင်းပခြင်းတယ်အဲ့တော့ပါတီကိုလှုပ်လို့ရတယ်လို့တော့အတည်ပြုပြီးပြီဒါပေမဲ့အဲ့ဒီအပြင်ဒီကောင်လေးမဖြစ်မနေသတိထားမယ့်ချက်ကဘာလဲအဲ့ဒါဆိုရင်ပါတီလှုပ်လို့ရတဲ့ဟာကိုအတည်ပြုပြီးပြီဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအပြင်သတိထားမယ့်ချက်ကိုသွားရှာမယ်ဘယ်မှာသွားရှာမလဲဆိုတော့ခုနကတွေးလိုက်တယ်လေပါတီနဲ့ပတ်သက်ပြီးတော့ဆိုအချက်အဲ့တော့ပါတီနဲ့ပတ်သက်ပြီးတော့အချက်ဆိုတော့ဒီမှာတို့သွားကြည့်မယ်အဲ့တော့ပါတီကမဖြစ်မနေတော့ဒီနံပါတ်2မှာကျင်းပလို့ရတယ်ဘာလို့သတိထားမလဲဆိုတော့အဲ့တော့ဒီမှာတို့ဘယ်ကနေစကြည့်မလဲဆိုလို့ရှိရင်ဒီကနေစကြည့်ရမယ်ဘာလို့ဒီကနေစပြီးကြည့်မလဲဆိုတော့ဒီမှာရေးထားတာကဘာရေးထားလဲဆိုလို့ရှိရင်ဒီတက်ကတူကျောင်းသားတွေနဲ့ပါဝင်ပတ်သက်တဲ့သူတွေအားလုံးကိုပေါ့နော်ဒီစားသောက်ဆောင်တွေဒီလုပ်ငန်းတွေရဲ့ကပေါ့နော်မရှိတဲ့ရက်တွေမှာအချိန်တွေမှာပေါ့နော်ပါတီကိုကျင်းပလို့ရတယ်လို့ရေးထားပေးတဲ့အတွက်ကြောင့်ဒီမှာစကြည့်မယ်1ကနေ3ကတဲ့ကျောင်းသားတွေကတဲ့ဒီလျှောက်ထားလို့ရပေမဲ့လေတဲ့၄ကကြတော့တဲ့ဆရာမတွေရုံးကလူတွေပဲလျှောက်ထားဖို့လိုအပ်တယ်ပေါ့နော်1နဲ့3ကတော့ကျောင်းသားတွေလျှောက်ထားလို့ရတယ်၄ကိုကြတော့တာဝန်ရှိတဲ့သူတွေပဲလျှောက်ထားလို့ရနိုင်မယ်ဒါကကြတော့လျှောက်ထားတာနဲ့ပတ်သက်ပြီးဆိုတော့သိပြီးတော့မလိုသေးဘူးလို့ထင်တယ်ဒါပေမဲ့ဒီမှာစပြီးကြည့်မယ် Riori နေဆိုတဲ့ဟင်းနေရာနဲ့ပတ်သက်ပြီးတော့ဗာရေးထားလဲဆိုလို့ရှိရင်တဲ့ menu တွေကိုတဲ့တိုင်ပင်ဆွေးနွေးပြီးတော့ဒီဆုံးဖြတ်လို့ရနိုင်တယ်ပေါ့နော်ကိုကြိုက်တာကိုဆုံးဖြတ်လို့ရတယ်အဲ့ဒီမှာထပ်ပြီးသတိထားမှာဗာလဲဆိုလို့ရှိရင်1နဲ့3မှာဆိုလို့ရှိရင်လူတစ်ယောက်ကိုတဲ့2000 ယန်အထက်လူတစ်ယောက်ကို2000 ယန်အထက်စနေတနင်္ဂနွေနဲ့ဒီဆိုရုံးပိတ်ရက်တွေပေါ့နော်အဲ့တော့ဒီပွဲတော်ရက်တွေမှာဆိုလို့ရှိရင်ဝေစားကွန်မန့်ရေးထားရနော်စနေတနင်္ဂနွေနဲ့တဲ့ဒီပွဲတော်ရက်တွေမှာဆိုလို့ရှိရင်2500 ယန်အထက်အဲ့တော့ပြန်ပြောမယ်ခေါင်းကတော့စားလို့ရတဲ့စားသောက်ဆောင်တွေ၄ခုထဲမှာ1ကနေ3အထိကအကေလူတစ်ယောက်ကိုစားမယ်ဆိုလို့ရှိရင်ဟင်းလျာဆိုပြီးပေါ့နော်အပေါ်မှာဟင်းလျာနဲ့ပတ်သက်ပြီးတဲ့အတွက်ကြောင့်ဟင်းလျာကိုလူတစ်ယောက်ကို2000 ယန်အထက်ဆိုပေမဲ့ခွင့်စားခွင့်ပေးနဲ့စနေတနင်္ဂနွေနဲ့အစိုးရရုံးပိတ်ရက်တွေမှာဆိုရင်2500 ယန်အထက်ရှိရမယ်၄မှာဆိုလို့ရှိရင်လူတစ်ယောက်ကို4000 ယန်အထက်အော်ဒါမှာမှသူတို့လက်ခံပေးမယ်လို့ပြောတယ်ဒီမှာပေါ့နော်လက်ခံပေးမယ်တဲ့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာဒါကကြတော့ဟင်းနေရာနဲ့ပတ်သက်ပြီးတော့တစ်ချက်ပေးတယ်ဒီမှာကျတော့နင်းစုလူရည်နဲ့ပတ်သက်ပြီးတစ်ချက်ပေးတယ်ဒီမှာဂျီခံအချိန်နဲ့ပတ်သက်ပြီးတော့တစ်ချက်ပေးတယ်၃ချက်ပေးတယ်ပေါ့နော်ဒီမှာကျတော့ဆက်သွယ်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမှာလူရည်နဲ့ပတ်သက်မယ်ဆိုလို့ရှိရင်တို့လူရည်ကိုကြည့်ကြမလို့ဘာလို့လူရည်ကိုကြည့်ကြမလို့လဲဆိုတော့ခုနကတော့မေကွန်းထဲမှာလူရည်နဲ့ပတ်သက်တာဘာမှမပါဘူးကွာအကေပါတီကျင်းပမယ်ဆိုရင်သတိထားမယ့်ချက်ကိုပဲမိတာအကေလူရည်ပဲကြည့်ပါအောင်1ကကျတော့18ရောက်2ကကျတော့40 3နဲ့4ကကျတော့20ကနေပြီးတော့လက်ခံပေးတယ်ဟိုထဲမှာကောင်လေးပြောတဲ့မေကွန်းထဲမှာကျတော့38ရဲ့မေကွန်းမှာကျတော့ဒီလူရည်နဲ့ပတ်သက်ပြီးမေကွန်းဘာမှမပါထားတဲ့အတွက်ကြောင့်အဖြေသွားရှာလို့ရပြီလို့ထင်တယ်နော်အဖြေသွားရှာမယ်ကဲဒါဆိုလို့ရှိရင်အဖြေကိုရှာမယ်ဆိုတော့ဒီမှာအဖြေနံပါတ်1ကကျတော့ကျောင်းသားကတဲ့မိုရှိကိုမီယိုဆူရုခုတော့ဒိခိနိုင်တယ်သူက2ဒီမှာခုနပြောထားတယ်ဒီ
ဒီမှာပြောထားတယ်1ကနေ3အထိចောင်းသားတွေကရှောက်ထားလို့ရတယ်ဆိုတော့အဖြေ1ကကြတော့ចောင်းသားတွေရှောက်ထားလို့မရဘူးလို့သူပြောထားတယ်အဲ့တော့ဒီကောင်ကလုံးဝမှားတယ်နော်ဒါရိုက်ပြောတာဒီမှာဆိုနံပါတ်2ကဆက်ပြောမယ်အဲ့ဟင်းလျာတွေကတဲ့လူတယောက်ကိုတဲ့2500အထက်အော်ဒါမှာလို့မရဘူးတဲ့ဒါဖြစ်နိုင်တယ်ဘာလို့လဲဆိုသူချင်းပါသူသွားပြီးချင်းပါမှာစနေနေ့ဖြစ်တယ်ခုနကတော့ဒီမှာနှစ်အတွက်ကိုပြောထားတယ်1ကနေ3အထိကလူတယောက်ကို2000ရန်ထက်ကျော်ရမယ်ဒါပေမဲ့စနေနေ့နေနဲ့ပွဲတော်ပိတ်ရက်တွေဆို2500အထက်ကျော်ရမယ်အဲ့တော့ဒီမှာလည်းပဲအဲ့လိုပြောထားတယ်2500အထက်အော်ဒါမှာလို့မရဘူးဆိုတော့ဒီကောင်လေးဖြစ်နိုင်တယ်စတားတစ်ခုပြမယ်နောက်တစ်ခုနံပါတ်3ဖတ်မယ်အဲ့တော့ဒါဆိုလို့ရှိရင်ဘိုကင်လုပ်တာပေါ့နော်ဘိုကင်လုပ်လို့ရတယ်တဲ့အနည်းဆုံးလူဦးရေက20ဖြစ်တယ်တဲ့အဲ့တော့ဒီမှာရေးထားတယ်အဲ့ဒါဟုတ်မဟုတ်သွားကြည့်မယ်ဒီမှာလူဦးရေနဲ့ပတ်သက်ပြီးတော့3နှစ်ကကြတော့40လို့ပြောထားမှာလားသူကနှစ်မှာစားမှာဆို40ဆိုတာမှားတယ်အဖြေနံပါတ်3ကမှားတယ်ဒီကောင်မှားတယ်လုံးဝသိကြပါမှားတယ်အဖြေနံပါတ်4ကိုကြည့်မယ်ပါတီကားတဲ့22နာရီအထိပြီးဖို့22နာရီမတိုင်ခင်မှာပြီးဖို့လိုအပ်တယ်တဲ့အဲ့ဒါဆိုရင်အချိန်နဲ့ပတ်သက်ပြီးသွားကြည့်မယ်အချိန်နဲ့ပတ်သက်ပြီးသွားကြည့်မယ်ဒီမှာ1နဲ့3ကတဲ့20နာရီအထိအဲ့ဒီမှာ1နဲ့3က20နာရီ1ကနေ3အထိက20နာရီအထိခုနကအဖြေမှာ22နာရီအထိဆိုတော့လွဲသွားပြီ22နာရီကဘာကိုပေးတာလဲဆိုတော့နံပါတ်4ကိုပေးတာခုနကသူတို့စားမှာက2ဆိုတော့ဒီအဖြေလေးပဲဓာတ်ရိုက်ကြီးလွဲနေတယ်အဲ့တော့အဖြေကဘယ်လောက်ဖြစ်မလဲဆိုတော့နံပါတ်2ဖြစ်သွားတာပေါ့နော်ဟုတ်ပြီနော်ကဲဗီဒီယိုလေးကနည်းနည်းလေးရှိသွားတယ်အဲ့တော့လေးစဉ်းစားပြီးဖြေမယ်အဲ့လိုစဉ်းစားဖြေမယ်ဆိုလို့ရှိရင်လွယ်ကူနဲ့အဖြေရှာတွေးနိုင်ပါတယ်တချို့သတိပေးချက်လေးတွေမှာမလိုအပ်တဲ့ဟာတွေမဖတ်ဖဲနဲ့အဖြေနဲ့လာပြန်တိုက်ပေါ့နော်ဒီ38မှာဆိုလို့ရှိရင်ဒီဘက်စာမျက်နှာဒီလူဦးရေနဲ့အချိန်နဲ့ကိုမဖတ်ဖဲနဲ့ဒီအဖြေကိုတန်းရှာလိုက်တာအဖြေတန်းရှာလိုက်တော့ဒီမှာဆိုလို့ရှိရင်ចောင်းသားလျှောက်လို့မရဘူးဆိုတာကဟိုဘက်မှာတို့ဖတ်မိလိုက်တဲ့အတွက်ကြောင့်ចောင်းသားလျှောက်လို့ရတယ်လို့ရေးတဲ့အတွက်ကြောင့်ဒီကောင်မှားတယ်ဒီမှာကျတော့ဟင်းနေရာနဲ့ပတ်သက်ပြီးတော့ order မှားမဲ့ပမာဏငွေပမာဏရေးတဲ့အတွက်ကြောင့်ဟိုဘက်မှာတို့ဖတ်တဲ့အတွက်ကြောင့်ဒါဖြစ်နိုင်တယ်သုံးမှာကျတော့လူဦးရေနဲ့ပတ်သက်ပြီးတဲ့အတွက်ကြောင့်တို့ကလူဦးရေကိုမဖတ်မိလိုက်တဲ့အတွက်ကြောင့်ပြန်ဖတ်လိုက်တော့လူဦးရေက40ထိကျော်လို့ရတယ်ဆိုတော့ဒီဘက်ကအဖြေကပြန်သွားတယ်နံပါတ်4မှာကျတော့ပါတီရဲ့အချိန်နဲ့ပတ်သက်ရတဲ့အတွက်ကြောင့်တို့ခုနကအချိန်မဖတ်တဲ့အတွက်ကြောင့်အချိန်ကိုသွားဖတ်လိုက်တော့ဒီမှာက1ကနေ3အထိက20နာရီအထိလို့ပြောပြီးတော့အဖြေကကျတော့20နာရီအထိလို့ပြောတဲ့အတွက်ကြောင့်ဓာတ်ရိုက်လွဲနေတဲ့အတွက်ကြောင့်အဖြေကနံပါတ်2ဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့မိသားစုအားလုံးဆင်ပြေကြပါစေစောင်းပွဲနီးပြီဆိုတော့ဒီချက်ပို့ပြီးအားစိုက်ကြပါနောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်